ဒီနေ့ကတသားလေးကို40ရိုက်ရမယ်နေပေါ့နော်တသားလေးရဲ့40ဆိုသူ့ရဲ့ရုပ်ကလေးကိုမြင်ရတော့မယ်30နဲ့တူလား30အမျိုးသားနဲ့တူလားဆိုတာကိုသိရတော့မှာပေါ့နော်တော့ရှမ်းရင်ခုန်နေပါတယ်ညဆိုရင်လေအဲ့လိုတော့မပြောဘူးတွေ့ရတော့မှမျက်နှာလေးကိုတွေ့ရတော့မှဆိုတော့လေဘယ်လိုရုပ်လေးဖြစ်မလဲဆိုပြီးတော့အရင်ရင်ခုန်နေဟိုတော့ဆေးရုံမှာပေါ့နော်စောင့်နေရပါဆေးရုံမှာဆရာဝန်နဲ့တွေ့ဖို့စောင့်နေရဖြစ်ပါတယ်ဒါမဲ့ဆရာဝန်နဲ့တွေ့ဖို့စောင့်နေပေမဲ့အဲ့ရှေ့ရောက်တော့40ကထဲထဲမှာတော့ဗီဒီယိုရိုက်လို့မရဘူးပေါ့နော်ဓာတ်ပုံတွေဗီဒီယိုတွေကိုအခန်းထဲမှာပေးမရိုက်ဘူးလို့ပြောပါတယ်အားအကြောင်းမလို့အထဲဝင်တဲ့ဟာတွေတော့မရိုက်တော့ပါဘူးရှင်ရင်ခုန်နေပြီဘေဘီလေးကဘယ်သူနဲ့တူမလဲဆိုတာကဲဟိုကလေဆရာဝန်ကခလေးရတဲ့မျက်နှာကြီးရပေါ့နော်ကြောရိုးပဲမြင်ရတယ်တဲ့40ရိုက်တော့မှောက်ရက်ကြီးဖြစ်နေတာပေါ့နော်အဲ့တော့40ကိုတေချာရိုက်လို့မရဘူးတဲ့ဟိုမဘိုက်လမ်းထွက်လျှောက်လိုက်ပါဆိုလို့လမ်းလေးခလေးလေးလှည့်လာဖို့အတွက်ပေါ့နော်အပြင်ထွက်ပြီးတော့ခဏလမ်းတွေလျှောက်တာပေါ့နော်ပြီးရင်စေကန်းမှာပြန်ရိုက်ပြီးမှာပေါ့ဆရာဝန်ကခုတော့ပြန်နေပါပြီဘိုက်တွေလည်းအရန်စနေပြီဖြစ်တဲ့အတွက်စိုက်မှာမမဘိုက်ကပြီးပြင်ဝင်ဆွဲနေပါပြီပေါ့နော်။ဘာလို့ဆိုတော့9လလည်းဝင်ပြီဆိုတော့အရန်စားနိုင်နေပြီဒီအချိန်ကလေအားကြောင့်မလို့အပီပြင်သွားစားနေပြီပေါ့နော်။ဘိုက်တွေအရန်စားနေပြီဆိုတော့ဟိုဒီရိုက်ပြီးပါပြီ။သားလေးမျက်နှာကိုသေချာမတွေ့ရဘူး။သားလေးကဟိုသူ့ရဲ့မျက်နှာနာလေးပါးလေးနားမှာအချင်းလေးကအဝိုင်းလိုက်ကလေးချီရိုးနဲ့လေးလိုဖြစ်နေရတဲ့ဆရာဝန်ကအဲ့တော့တေချာထင်းထင်းလင်းလင်းမမြင်ရဘူးပေါ့နော်နည်းနည်းလေးပဲအဲ့လိုပပလေးပဲရိုက်လို့ရပေါ့နော်ဒါလေးကတော့ရှက်လို့လားမသိမျက်နှာကိုလက်ကလေးနဲ့ကွယ်ထားတယ်အဲ့တော့သူ့ရဲ့ပုံလေးကိုထင်းထင်းလင်းလင်းတော့မမြင်ရဘူးပေါ့နော်ရတဲ့လောက်လေးပဲရိုက်လာပါတယ်ရှင်ကဲအခုဆိုရင်အိမ်ရောက်ပါပြီဒါပေါ့နော်ဒီနေ့ vlog လေးက baby လေးကိုလည်းတွေ့ရပါတယ်ဒါမဲ့တစ်ချက်မဲ့တွေ့ရပါပေါ့နော်ကဲပပကြီးပါစင်အားလေးကတွေ့ရတဲ့လောက်လေးပေါ့နော်တွေ့ရတဲ့လောက်လေးပါဘယ်လောက်လေးပဲတွေ့ရမိဘဖြစ်တဲ့အတွက်ပြောပါတယ်ကျေးဇူးတင်ပါတယ်အားလုံး